အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်းဆက်သူစိုက်ကိုဖြစ်ပါတယ်ကျွန်တော်အခုဖတ်ပြပေးသွားမယ့်ဝတ္ထုတိုလေးကတော့စာရေးဆရာဘာသက်ဆွေရေးသားထားတဲ့ဖဲသုံးချက်နဲ့လူသက်သူဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါစုံတော့ကျော် channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့စုံတော့ကျော် channel လေးကနေပြီးတော့စုံတော့ဝတ္ထုတိုလေးနဲ့လှုပ်ဝက်ဆန်းကျဝတ္ထုတိုလေးတင်ချာတစ်ခါဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ like and subscribe ရေးလုပ်သွားပေးကြပါဦးခင်ဗျာလူများသည်အသက်အရွယ်ကြီးရင်လာခြင်းတွင်လူလောကအတိုင်းဝိုင်းနှင့်တဖြည်းဖြည်းကင်းကွာလာကြသဖြင့်ဖြစ်တတ်၏19ရာစုအလယ်ပိုင်းကမွေးဖွားခဲ့သောတိုင်းမင်းကြီးအသက်ထင်ရှားရှိခြင်းကဒေါ်မေမေမြသည်မင်းပွဲဆိုပွဲများနှင့်အထက်တန်းစားလူကုန်တန်းအတိုင်းဝိုင်းတွင်အလွန်ဝန်ဆန့်ခဲ့၏ယခုအခါမှာတော့လောကကြီးတွင်တကိုယ်ရင်အထီးကျန်ဖြစ်နေရရှိပြီခင်မွန်းဖြစ်သူတိုင်းမင်းကြီးသည်လွန်ခဲ့သောနှစ်ပေါင်းများစွာကကွယ်လွန်သွားခဲ့၏လူလောကသို့သူမနောက်မှရောက်လာသောသားနှင့်သမီးများလည်းငငယ်ရွယ်နှင့်လူလောကမှထွက်ခွာသွားကြ၏မွေးချင်းမောင်နှမများနှင့်မိတ်ဆွေများသည်လည်းတယောက်ပြီးတယောက်သေဆုံးသွားကြပြီဖြစ်၏သူမှာတလက်ပိုင်းရွယ်အတွေ့အကြုံဆက်ဆံခဲ့ရသောသူများအလုံးနီးပါးတွင်လူလောကတွင်မရှိကြတော့ပေတော်မေမေမြသည်မုံကုန်းမှကြောက်တွင်သတိသမီးကိုမင်ကျောင်းထွက်ဖြစ်သည်အသက်18နှစ်တွင်ထိုချိန်ကမြို့ပိုင်ဘဝသာရှိသေးသောခင်မွန်းတဲ့နှင့်လက်ထပ်ခဲ့ပြီးမြန်မာပြည်ရရသို့ခင်မွန်းတဲ့နှင့်အတူပြောင်းရွှေ့နေထိုင်ခဲ့၏ခင်မွန်းတဲ့တိုင်းမင်းကြီးရာထူးမှပြင်ဆင်ယူသောအခါကံတော်ကြီးဆောင်တွင်ကိုပိုင်တိုက်ခြံကားဖြင့်နေထိုင်နိုင်ခဲ့သည်ဗဟန်းနှင့်ကံတော်ကြီးတစ်ဝိုက်တွင်တိုက်များခြံများကိုဈေးလွန်ချိုးသားစွာဖြင့်ဝယ်ခဲ့ရာယခုအခါထိုတိုက်တာခြံမြေများမှာအဖိုးများစွာတန်းနေကြလေပြီဒေါ်မေမေမြမှာအသက်အရွယ်အလွန်ကြီးရင်နေသဖြင့်သူမ၏တိုက်တာခြံမြေများဗန်ငွေသွင်းငွေထုံးငွေများကိုဝဲလုံတော်တယောက်ငှားရမ်းပြီးလောက်ကင်စေခဲ့၏သူမ၏ကျမ်းမာရေးကိုမိသားစုဆရာဝန်ကအမြဲစစ်ဆေးပေးဒေါက်တာထုံးမင်း၏ဖခင်မှာဒေါ်မေမေမြတို့၏မိသားစုဆရာဝန်ဖြစ်သည်ထို့ကြောင့်ဒေါက်တာထုံးမင်းကိုဒေါ်မေမေမြကအလွန်ယုံကြည်စိတ်ချလေသည်ဒေါ်မေမေမြသည်ငှက်များကိုအလွန်ချစ်သူဖြစ်သူမအိမ်တွင်တာလီကအကောင်90မွေးထား၏တာလီကများကိုတာဝန်ယူဆောက်ရှောက်ရသူမှာမစောထွေးဆိုသူကရင်မျိုးသမီးဖြစ်ဝက်လုံးဦးစောဝင်းနှင့်မစောထွေးတို့သည်ဒေါက်တာထုံးမင်း၏အဆက်အသွယ်ဖြင့်ဒေါ်မေမေမြထံလာရောက်ခြင်းဖြစ်ဒေါက်တာထုံးမင်းမှာအသားဖြူဖြူအရက်မြင့်မြင့်ခမ်းညားသောရုပ်ရည်ရှိသည်ဝက်လုံးဦးစောဝင်းမှာအသားညိုညိုပိမ့်ပိမ့်မမဖြစ်သည်မစောထွေးမှာအသားဖြူဖြူတင်ပြပြရင်ပြပြမေယိုကကဖြင့်ဆွဲဆောင်မှုကင်းသောမိမသားဖြစ်သည်မစောထွေးသည်တာလီကာများကိုချစ်တက်ပြီးအလွန်ဂရုစိုက်တတ်သည်ထိုချက်ကြောင့်ဒေါ်မေမေမြကသူမကိုလှုပ်ခန့်ခြင်းလည်းဖြစ်သည်သူတို့အသုံးအလုံးမှာအသက်35နှစ်ဖြစ်သည်ဒေါ်မေမေမြ၏အသက်ထက်ဝက်ပင်မရှိပေဒေါ်မေမေမြသည်သူမအနေဖြင့်လူလောကတွင်ကြာနေရတော့မည်မဟုတ်ကြောင်းသိထားသည်ထို့ကြောင့်သူမပိုင်ငွေများနဲ့ငွေ10သိန်းကိုဘဏ်တွင်အထားခဲ့၏ထိုငွေမှရသောအတုံးငွေကိုတာလီကာများအတွက်သုံးစွဲသည်သို့တိုင်အောင်သူမတွင်ငွေသိန်းပေါင်းများစွာကျန်နေစေဖြစ်သည်ဘဏ်ငွေစင်းကိုဝက်လုံးဥတော်ဝင်းကကြီးကြပ်ဆောင်ရွက်သည်မစောထွေးသည်တာလီကာများကိုထိန်းသိမ်းဆောက်ရှောက်သည့်တာဝန်အပြင်အိမ်မှုကိစ္စများကိုလည်းဆောင်ရွက်ရ၏တဲအောက်ထက်တစ်ခုလုံးနီးပါးမှာငှက်များထားသောအခန်းဖြစ်ငှက်ခန်း၏အပြင်ဘက်တွင်ကျင်းမြောင်းသောအေကန်ရှိသည်စပွဲတစ်လုံးနှင့်ကရတိုင်3လုံးချထား၏ထိုနေရာတွင်ဒေါ်မေမေမြသည်သူ၏အလုပ်သမား3ယောက်နှင့်ပူကာဆွဲလေးရှိငှက်များထားသောအခန်းနှင့်ကက်လျက်တွင်ဒေါ်မေမေမြ၏အိတ်ခန်းရှိသည်ငှက်များကိုတန်ရှင်းစင်ကြယ်စွာထားသဖြင့်နန်းစော်ခြင်းမရှိပေငှက်လောင်ရင်ခန်းထဲတွင်မြေအိုးကြီးများဖြင့်တစ်ပင်ငယ်များလည်းစိုက်ပျိုးထားသဖြင့်တာလီကာများသည်လွတ်လပ်စွာပြန်တန်းနိုင်ကြသည်ပျော်ရွှင်စွာတခြင်းဆုံနိုင်ကြ၍တဲအောက်ထက်တစ်ခုလုံးမှာတလိမ့်ဆန်ယုံမှငှက်ပြကန်းနှင့်တူနေလေတော့သည်တာလီကာများမှာလေပင်တွင်အဝါရောင်ဝင်းများရှိပြီးအတောင်များမှာမဲနှက်သည်အချို့တာလီကာများသည်လူစကားကိုအတူယူပြောနိုင်ကြ၏ယခုချိန်တွင်ဒေါ်မေမေမြစိတ်ဝင်စားသောအရာနှစ်ခုမှာတာလီကာများနှင့်ပူကာဆွဲခြင်းသာဖြစ်သည်ပူကာဆွဲခြင်းကိုသူမငယ်စဉ်ကပင်ဆွဲလန်းနှစ်သက်ခဲ့တခါတည်းရန်တွင်
တာလီကများသည်ပိုကာဆွဲတက်လျင်ကောင်းမည်ဟုပင်ဒေါ်မေမြတွေးမိဤကဲ့သို့တွေးမိခြင်းမှာအကြောင်းရှိလေသည်ဒေါ်မေမြသည်ဖော်မရှိသောကြောင့်သူမအလုပ်သမားများနှင့်ပိုကာဆွဲရတော့လဲသူတို့ကိုတိတ်သဘောမကျလာပြီဘာကြောင့်ရဲမသိဆရာဝန်ဝစ်လုံနှင့်ငှက်ထိန်မျိုးသမီးတို့ပူပေါင်းပြီးသူမအပေါ်တွင်မကောင်းမှုတစ်ခုကြံစီနေသည်ဟုတန်တရားဝင်ခဲ့သည်မှာကြာလေပြီယခုနေ့လယ်တွင်တော့ထိုတန်တရားသည်မှန်ကန်ကြောင်းသိလာခဲ့၏နေ့လယ်ကသူမသည်အိတ်ခမ်းထဲတွင်အနားယူနေခဲ့၏နနက်စာစားပြီးတိုင်းသူမတရေအိတ်နေကြဖြစ်သည်ယနေ့နေ့လယ်တွင်တော့မအိတ်ဖြစ်ခဲ့ပြီထိုချိန်တွင်အပြင်ကမ်းမှတယ်လီဖုန်းဖြင့်စကားပြောသံကိုကြားခဲ့ရ၏စကားပြန်ပြောသူမှာမစောထွေးဖြစ်ပြီးဒေါက်တာထုံးမင်းနဲ့ဝစ်လုံးဦးဆောင်ဝင်းတို့နဲ့စကားပြောနေခြင်းဖြစ်မစောထွေးသည်ခါတိုင်းကဲ့သို့ဒေါ်မေမေမြအိတ်နေသည်ထင်သည်ဖြင့်ကျေလောင်စွာပြောနေခဲ့၏သူမစကားကိုကြားရသောအခါဒေါ်မေမေမြအလွန်ဒေါသထွက်ခဲ့သည်တစ်ဖက်မှပြောစကားကိုမကြားရတော့လေမစောထွေးပြောသောစကားကိုကြားရုံဖြင့်သူတို့ဘာတွေကြံနေသည်ကိုသိလိုက်သည်ယနေ့ညတွင်မိမိအကြောင်းကိုသူတို့သိစေမည်ဟုလည်းဆုံးဖြတ်လိုက်ထိုညတွင်ဒေါက်တာထုံးမင်းဝစ်လုံဦးဆောင်ဝင်းနှင့်မစောထွေးတို့သည်ခါတိုင်းကဲ့သို့ပင်စပွဲတွင်ထိုင်နေကြ၏စပွဲရဲ့လယ်တွင်ဖဲလို့ရှိနေ၏အခန်းထဲမှာဒေါ်မေမေမြထွက်လာမည်ကိုတိတ်ဆိတ်စွာစောင့်နေကြ၏မကြခင်ဒေါ်မေမေမြသည်ဘိန်းထက်ကလထိုင်ကိုလက်ဖြင့်တွန်း၍နှက်ခမ်းကိုဖျက်၍ထွက်လာ၏သူမသည်လမ်းလျှောက်နိုင်သဖြင့်ဘိန်းထက်ကလထိုင်မြင့်သာရွေလျားသွားလာနေရ၏ဒေါ်မေမေမြသည်စပွဲတွင်ကလထိုင်ကိုရက်ပြီးနေရာယူလိုက်၏စပွဲတွင်ထိုင်နေသောလူ၃ယောက်ကိုစူးစိုက်ကြည့်လိုက်သည်မျက်နှာမှာတင်းမာခတ်ထန်နေချမ်းဝင်နေသောမျက်လုံးအိမ်များတွင်မှမျက်လုံးများသည်ဆူးရှတောက်ပြောင်နေနေကောင်းရဲ့လားအနီဝစ်လုံဦးစောဝင်းကနှုတ်ဆက်သည်ငါနေကောင်းနေဆိုတာကိုနင်းတို့ရဲ့ကြံရပါဒေါက်တာကြီးသိပါတယ်ငါဟာအသက်ကြီးလို့အိုရာကလွယ်ပြီးဘာယောဂမှမရှိဘူးငါမသိနိုင်တဲ့အတွက်နင်းတို့အားလုံးစိတ်မချရတော့မဟုတ်လားဒေါ်မေမေမြကခက်ထန်စွာပြော၏သူမရဲ့ရင်ထဲတွင်တိုင်မင်းကြီးကြော်ဟောင်း၏မန်မာနာများပြန်ဝင်လာကြပြီရှင်းနေကို၎င်းဆရာဝန်ကို၎င်းဂူးမဆိုင်တော့ပေမစောတွေကိုတော့ထိတ်စင်းစားဖို့ပင်မလိုပေသူတို့အားလုံးသည်သူမကိုမိခိုနေသူများမဟုတ်ပါလောလူသမား၏တစ္ဆာပေါက်ခံရသဖြင့်ဒေါသပေါက်ကွယ်နေ၏တင်ကြပါအနီးကျွန်တော်တို့ကိုဒီလိုမပြောသင့်ပါဘူးအနည်းလူတွေကိုတစ္ဆာရှိလုပ်ပေးနေကြတာပါဒေါက်တာထုံးမင်းကဖြောင်းပြပြောဆိုလေသည်အေးနင်တို့တစ္ဆာရှိတယ်မရှိဘူးဆိုတာမကြခင်ပေါ်လာလိမ့်မယ်စင်းစစ်တွေကိုခေါ်ပြီးစင်းစစ်ခိုင်းမယ်နင့်မှာအကြံရှိလို့သူတို့နှစ်ယောက်ကိုငါးစီမှာအလုပ်လုပ်ဖို့ခေါ်လာတယ်ဆိုတာကိုလည်းငါသိပြီနင်တို့၃ယောက်လုံးပေါင်းပြီးငါငွေတွေကိုအေးရမြတိုက်နေကြတာနေ့လေကစောထွေးကိုနင်တို့ကတယ်လီဖုန်းဆက်တယ်သူပြောတဲ့စကားတွေကိုငါကြားပြီးပြီငါဟာအသက်ကြီးပေမဲ့အစိတ်ရှိကြောင်းနင်တို့သိစေရမယ်နင်တို့ဘာတွေမဟုတ်တရုပ်လုံထားတယ်ဆိုတာကိုဝန်ခံမလားမခံဘူးလားဆိုတာကိုစဉ်းစားထားကြငါစီကကလင်ကြပြီးယူထားတဲ့ငွေတွေကိုပြန်ပေးရင်အမှုမဖွင့်ဘူးနိုင်ဝက်အချိန်ပေးမယ်ဒေါ်မေမေမြသည်မျက်နှာပြတ်နေသောလူ၃ယောက်ကိုမုံဒီဆက်ဆုပ်စွာကြည်ပြီးဘိန်းကိုလှမ်း၍ထွက်သားလီတော်သည်တကားကိုလည်းစောင့်ပိတ်သွားသည်လူသား၃ယောက်သည်စပွဲတွင်တိတ်ဆိတ်စွာထိုင်ကြံရိပ်ခဲ့၏တယောက်မျက်နှာကိုတယောက်ကြည့်နေကြသည်ဒေါက်တာထုံးမင်းကစပြောသည်ကဲမစောတွေခမည်းမစင်မမြင်တာတော့အဖွားကြီးတည်သွားပြီဘယ်လိုလုပ်ကြမလဲကျမတို့ယူထားတဲ့ငွေတွေပြန်ပေးပြီးတောင်းမယ်ကျင်းနေသွားမှာပါမစောထွေးကပြောသည်ကျုပ်မှပြန်ဆိုင်ထည့်ဖို့ငွေမရှိတော့ဘူးဗျမြင်းဝဲလောင်းလို့ကုန်သွားပြီဒေါက်တာကစိတ်ပြက်လက်ပြက်တန်ဖြင့်ပြော၏ကျွန်တော်လည်းမရှိဘူးဗျဝစ်လုံကပြောသည်ရှင်းမြင်ငယ်တွေပြေးလိုက်လို့မဟုတ်လားမစောထွေးကပြောသည်ဒါတွေပြောမနေနဲ့ကျွန်တော်ပြောတာကိုနားထောင်ကြပါရှင်းနေကပြောသည်ထို့နောက်လေတံတိုးပြီးဒီညမစိုးထွေနေမကောင်းလို့ပူကဝိုင်းကိုစောစောသိမ့်ခဲ့တယ်ဒေါက်တာကစိတ်ပေးပြီးစောစောအိတ်ခိုင်းမစောထွေသူ့အိတ်ခမ်းကိုပြန်သွားပြီးနောက်ကျွန်တော်တို့လည်းအဖွားကြီးကိုနှုတ်ဆက်ပြီးပြန်ခဲ့ကြတယ်အိမ်ခမ်းထဲမှာအဖွားကြီးတယောက်တည်းကျန်ခဲ့တယ်အဲ့ဒီအချိန်မှာဖောင်ထင်းသမားတယောက်ဟာအိမ်ကိုဝင်လာတယ်လက်ထဲမှာဓာတ်ပါလာတယ်ဖောင်ထင်းသမားဟာအဖွားကြီးကိုမြင်ပြီးလန့်သွားတယ်
အော်မို့ကြိုးသွားတဲ့အဖွားကြီးကိုအိုးမလောက်ကြပါနဲ့ရှင်အဲ့လိုမလောက်ကြပါနဲ့မစောထွေးကတုံလုံးရင်ဖြင့်တောင်းပန်သည်အဲ့လိုမလုပ်ရင်ကျွန်တော်တို့ထောင်ချလိုက်မယ်ဗျကျွန်တော်ထောင်နေမနေချင်းဒေါက်တာခင်ဗျာပြောတာကိုကျွန်တော်သဘောပေါက်ပြီကဲအဖွားကြီးပြန်မထွက်လာရင်အိုင်အိုချစ်ကောင်းနဲ့ရဲဟိုဦးကျော်စိုးတို့သည်ဒေါ်မေမေမြရဲ့အိမ်သို့ရောက်လာကြသည်သို့တော့သူတို့သည်နိုင်ဝက်သာခန့်နောက်ကျသွားခဲ့၏အိုင်အိုချစ်ကောင်းသည်လက်တွန်းလဲပေါ်တွင်ဓာတ်တံရဖြင့်အသက်ပြောင်းနေသောဒေါ်မေမေမြကိုငုံကြည့်နေစဉ်ရဲဟိုဦးကျော်စိုးသည်တနက်ကိုအသင့်ကန်ပြီးအိတ်ခမ်းတွင်သို့ဝင်သွားသည်ဝုံဝနန်းထပြန်သွားသောငှက်တောင်မှန်ရိုက်တယ်များကြောင့်သူ့လန့်သွားရ၏ရဲဦးကျော်ဆိုသည်ပရင်းမောင်းမှထွက်ပြေးရန်ကြိုးစားနေသောဒေါက်တာထုံးမင်းရှင်းနေဥစော်ဝင်းနှင့်မစောထွေးတို့ကိုဖမ်းမိခဲ့၏သူတို့ရောက်လာသောကြောင့်လူသက်သမားသည်သွေးများတန့်စင်ထားသောဓာကိုမိဖို့ကန်တွင်ရှိအန်ဆွဲတွင်ပြန်ထားရန်အချိန်များလိုက်ခဲ့ပြီမကြခင်ဆံဝင်ရောက်လာပြီးလောင်းဝါလှဲဖြင့်အိကန်ထဲသို့တွန်းယူသွားပြီးစစ်ဆေးလေသည်တာလီကာများသည်ပြန်လိုက်ခုံဆော့သွားလိုက်အော်မီလိုက်လုံနေကြ၏ဒါငှက်ကြီးတစ်ကောင်၏အတန်ဖြစ်သည်ဒါအိုင်အိုချစ်ကောင်းသည်ထုံငှက်ကြီးကိုဖမ်း၍ဖမ်းထားသောလူ၃ယောက်ဘက်သို့လှည့်ပေးလိုက်၏ဒီညနေမှာဒေါ်မေမေမြဟာမဆောထွေးကိုပြင်သွားခိုင်းပြီးကျုပ်စီတယ်လီဖုန်းဆက်တယ်ဗျခင်ဗျားတို့၃ယောက်ကသူ့ကိုမကောင်းချင်နေတယ်လို့ပြောတယ်ကျုပ်တို့ရောက်မှပြောဖို့သတိပေးထားတယ်ဒေါသမထိနိုင်တဲ့အတွက်ခမရတို့ကိုပြောင်းဝင်ပြောခဲ့လိမ့်မယ်ခမရတို့မခံနိုင်လို့အဖွားကြီးကိုတတ်လိုက်တာမဟုတ်လားဒါငှက်ကြီးကထက်ဝေပြန်သည်ခမရတို့တွေကဒီမှုကိုဘယ်သူကျွလွန်တာလဲရဲအုပ်ဦးကျော်စိုးကမေးသည်ခမရထင်လွဲနေပြီရဲအုပ်ကြီးရှင်းနေဦးစော်ဝင်းကလေတံတင်းတင်းဖြင့်ပြောသည်ကျွန်တော်နဲ့ဒေါက်တာအချိန်နောက်ကျပြီးရောက်လာတာဗျမစောတွေကလည်းမကြခင်ကားမှအပြင်းကပြန်အောင်လာတာမျက်နှာကိုဝစ်စည်းထားတဲ့လူတယောက်ဘရင်းမောက်ကခုန်ထွက်သွားတာကိုကျုပ်တို့အားလုံးမြင်လိုက်တယ်အဲ့ဒီချိန်မှာပဲခမရရောက်လာတာထို့အခိုင်ဆရာဝန်ပြန်ထွက်လာသည်လက်ဝဲဘက်ရင်အောင်မှာဓာတ်ရံရလေးချက်တွေ့ရတယ်ဗျဓာတ်ရံရလေးကြောင့်ချက်ချင်းသေးတာမဟုတ်ဘူးဗျဒါနဲ့ငှက်ကဘာဝင်နေရလဲဗျဒါတာလီကာကြီးကအော်လေသည်အိုင်အိုချစ်ကောင်းသည်တာလီကာကိုဖမ်းရမှလွတ်လိုက်တာလီကာသည်စပွဲပေါ်သို့ခုန်တက်ပြီးဖဲတို့မှာဖဲတစ်ချက်ကိုနှုတ်သီးဖြင့်ဆွဲထုတ်လိုက်ထို့နောက်အခြားသို့ပြန်သွားတော့၏ဓားလို့ဩတာပါဗျာအိုင်အိုချစ်ကောင်းကပြောသည်ငှက်ဟာလူသက်မှုကျွလွန်တာကိုမြင်ရလိမ့်မယ်ဗျာဆရာဝန်ကဘာမှမပြောဘဲအပြင်သို့ထွက်သွား၏မျက်မြင်သက်သည်90ရှိတယ်ဗျာအိုင်အိုချစ်ကောင်းကပြောပြန်သည်အမှုပြပွားချိန်မှာငှက်တွေဒီခန်းထဲမှာမရှိဘူးရဲဟိုကျိုးစုကပြောသည်ဘာဖြစ်လို့လဲဗျာအိုင်အိုချစ်ကောင်းကမျက်မှောင်ကျုံပြီးမေးသည်ကျွန်တော်ဝင်သွားတဲ့အချိန်မှာငှက်ဒီအားလုံးအိတ်ခမ်းထဲမှာရှိနေတယ်ဒါဆိုငှက်ကဘာဖြစ်လို့ဓာတ်လို့ဩတာလဲနေအောင်ဗျာအိုင်အိုချစ်ကောင်းသည်ဖဲကစားသောစပွဲစီသို့ရှောက်သွားပြန်၏သူကလူ၃ယောက်ကိုကြည့်ပြီးမေးလိုက်သည်ဒီညခမရတို့ဟာဒီကလထိုင်တော့မှထိုင်ခဲ့ကြတယ်ဒေါ်မေမေမြကလက်တွန်းလဲပေါ်မှာထိုင်နေခမရတို့ဘာလို့လဲဆိုတော့ဖဲချက်တွေကပြောပြလေဖဲတို့မှာဖဲချက်49ချက်ရှိတယ်ထိုင်ကုန်3ခုရဲ့ရှေ့မှာဖဲချက်3ချက်လှမ်းထားတယ်တစ်ချက်ကနှင်းဖဲ3ဘွဲ့တစ်ချက်ကစပိတ်ကင်းနောက်တစ်ချက်ကနှင်းဖဲ9ဘွဲ့ခမရတို့ဟာအဖွားကြီးကိုတတ်ဖို့ဖဲဆွဲပြီးဆုံးဖြတ်ကြတယ်အိုင်အိုချစ်ကောင်းကဆက်ပြောသည်စပိတ်ကင်းဖဲချက်အနီးကပြောင်ဝတ်ထဲမှာဆက်လက်တို့ရှိတယ်ခမရအိတွေကဆက်လက်နဲ့အတူတူပဲဒါကြောင့်ဒေါက်တာကကင်းဖဲကိုဆွဲသူဖြစ်လိမ့်မယ်ကိုညင်းဖဲချက်ကိုအနီးဆက်လက်ပြခွက်ထဲမှာစီကရက်တို့ရှိနေတယ်ရှိနေကြီးခမရဟာစီကရက်တောက်တယ်ဒါကြောင့်ကိုညင်းဖဲချက်ကိုဆွဲတာခမရပဲဖြစ်မယ်စီကရက်ကိုမစောထွေးတောက်တာမဖြစ်နိုင်ဘူးစီကရက်အစီကံမှာနှခမ်းနေဆုံးနေလိမ့်မယ်သုံးညင်းဖဲချက်ကိုဆွဲတာမစောထွေးဖြစ်မယ်သုံးညင်းကိုညင်းစပိတ်ကင်းရဲဦးကျော်စိုးကပြောသည်ကျွန်တော်သိပြီစပိတ်ကင်းချက်ပိုင်ရှင်ဟာလူသမားဖြစ်ရမယ်ရဲဦးကျော်စိုးကအားရဝန်းသာပြောသည်တော်တော်ထုံးမင်းခမရဟာလူသမားပဲမဟုတ်ပါဘူး
ဒေါက်တာထုံးမင်းကပြောပြသလဲပြန်ပြောသည်သူမဟုတ်ဘူးအိုင်အိုချစ်ကောင်းကပြောသည်လူခန္ဓာဗေဒကိုနားလေတဲ့ဆရာဝန်တယောက်ဟာလူတစ်ယောက်ကိုတတ်ဖို့ဘဲရင်ရင်ကိုဓာတ်နဲ့၃ချက်ထိုးမှမဟုတ်ဘူးဗျာဒေါက်တာထုံးမင်းဟာအဖွားကြီးကိုဓာတ်နဲ့တစ်ချက်တည်းသိအောင်ထိုးနိုင်တယ်သူဆွဲတဲ့ဖဲချက်ကတန်မိုးကြီးဆုံးပဲလေဗျာရဲဦးကျုံစုံကနားမလဲတယ်လို့ပြောသည်မဟုတ်ဘူးဗျဖဲချက်ငယ်ဆုံးရတဲ့သူကတတ်ဖို့သဘောတူချက်နဲ့ဖဲဆွဲခဲ့ကြတာပဲအိုင်အိုချစ်ကောင်းကရှင်းပြသည်ဒါကြောင့်ဒီမှုကိုကျူးလွန်နေသူဟာမဆောက်ထွေးဖြစ်ရမယ်ထို့အခိုက်ဒါလီကကြီးသည်တဏှာမှပြန်လာပြီးမဆောက်ထွေး၏ခေါင်းပေါ်တွင်နားလိုက်လေသည်ဒီမှုကိုကျူးလွန်သူဟာမဆောက်ထွေးဖြစ်မယ်မိမသားဖြစ်တဲ့အပြင်တင်နိုင်တဲ့နေရာကိုမသိတဲ့အတွက်ဓာတ်နဲ့၃ချက်ထိုးခဲ့တယ်ဒါပေမဲ့သူတို့၃ယောက်လုံးပူပေါင်းပြီးဒီမှုကိုကျူးလွန်တဲ့အတွက်သူတို့၃ယောက်လုံးကိုဖမ်းမအောင်ကြောက်ဆိုအိုင်အိုချစ်ကောင်း၏စကားကြောင့်တရားခံ၃ယောက်မှာခေါင်းကိုက်ဆိုင်ကျသွားကြတော့၏ဖဲ၃ချက်နဲ့လူသက်သူဝိတုတို့လေးမှာဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာယခုလိုမျိုးစိတ်ဝင်စားမှုကောင်းတဲ့ဇလန်းလေးတွေကိုနားဆင်ကြနေဆိုရင်ကျွန်တော်တို့ရဲ့စုံလုံးကျော် channel လေးကို like and subscribe လေးလုပ်သွားပေးဖို့မမေ့ကြပါနဲ့ခင်ဗျာလူကြီးမင်းတို့ဖပြစီခြင်းနဲ့ဇလန်းလေးများရှိတယ်ဆိုရင်လည်း comment မှာမှန်သွားပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတာယာသောနေ့ကလေးကိုပိုင်ဆိုင်နေကြပါစီခင်ဗျာ